မိသားစုများအားလုံးပဲမင်္ဂလာညချမ်းလေးပါရှင်မြေလက်ဒေတာမြို့ကလေးတစ်မြို့မှာပဲဖြစ်တယ်ထိုမြို့ကလေးကတော့အဓိကလမ်းမကြီးပေါ်မှာတော့မတည်ရှိတဲ့အတွက်ကြောင့်မလို့နာမည်ကတော့မထင်မရှားရှိတဲ့မြို့ကလေးပဲဖြစ်ပါတယ်မြို့ကလေးရဲ့တက်တန်းကတော့ကြာရှည်နေပြီဖြစ်ပြီးတော့မြန်မာမင်းများလက်ထက်နဲ့အင်္ဂလိပ်လက်ထက်ကရွာကလေးမြတ်သားဖြစ်တယ်သို့တော်လည်းနောက်ပိုင်းမှာတော့မြို့အင်္ဂါရက်နဲ့အညီအစင်းမြင့်ကမြို့ကလေးတစ်မြို့အဖြစ်ကိုထူထောင်နိုင်ခဲ့ပါတယ်1980ပြည့်နှစ်လောက်ရောက်တဲ့ခါမှာတော့ရွာနာမည်ရဲ့နောက်တွင်တော့မြို့အဖြစ်ကိုအမည်တက်လိုက်ရတော့ပါတယ်မြို့မဖြစ်ခင်ကတည်းကထိုမြို့ကလေးတွင်တော့ကျောင်းတစ်ကျောင်းရှိပါတယ်ပုံမှန်အပြင်ပိုင်းကတော့ကြည့်လိုက်ရင်တော့အခြားအထက်တန်းကျောင်းတွေနီးတူပဲအုတ်ခံပြီးတော့တက်သားဖြစ်ဆောက်လုပ်ထားတဲ့နှစ်ထပ်ကျောင်းဆောင်သုံးထပ်ပါတဲ့ကျောင်းကြီးတစ်ကျောင်းသာဖြစ်ပါတယ်။ကျောင်းကလည်းကလေးများကလည်းတိတ်တော်များများဆဆမရှိလာပါဘူး။ကျောင်းကမြို့လယ်မှဖြတ်သွားတဲ့ကားလမ်းမဘေးပေါ်တွင်ပဲတည်ရှိတယ်။ကျောင်းကိုတော့လူကြီးရင်ညွန့်လောက်ရှိတဲ့အုတ်တိုင်းတွေကာရံထားပြီးတော့ထုံးတဲ့စီးအစိမ်းရောင်ရောတုပ်ထားပါတယ်။ကျောင်းဝင်းတွင်မှာတော့တန်ပန်းပြင်ပြုလုပ်ထားတဲ့ဆိုင်းဘုတ်တစ်ခုရှိပါတယ်။ထိုမှဝင်သွားလျင်တော့ကျောင်းဝင်းကွင်းပြင်ကြီးရှိပြီးတော့ကျောင်းဆောင်ကြီးတစ်ဆောင်ကလည်းကန့်လက်ဖြစ်ပြီးတော့တည်ရှိနေပါတယ်။ထိုကျောင်းဆောင်ရဲ့ဘေးဘယ်ညာတွင်တော့နောက်ထပ်ကျောင်းဆောင်ကြီးနှစ်ဆောင်ကအတန်းလိုက်တည်ရှိနေပါတယ်။ထိုအထိကျောင်းကတော့မထူးဆန်းသေးပါဘူး။အဓိကဝင်ချင်းကျောင်းဆောင်ကြီးရဲ့အလဲတက်တွေမှာတော့တန်ပန်းအနယ်ကြီးဖြစ်ပိတ်ဆို့ထားတဲ့လှေကားကြီးရှိပါတယ်။ထိုလှေကားကြီးမှာလည်းကျောင်းဆောင်ရဲ့အဝင်တွင်တည်ရှိပြီးတော့တေသားများဖြစ်လဲတေးသေးချာချာလေးကိုစောက်လုပ်ထားရှိခြင်းပဲဖြစ်တယ်။သို့တော်လည်းကျောင်းသားများရောဆရာများပါထိုလှေကားကြီးကိုအသုံးမပြုကြတာဘာကြောင့်လဲ။ဘာကြောင့်တန်ပန်းပိတ်ခါတော့ခတ်ထားရတာလဲအဘဲကြောင့်အလေကလေကားကြီးကိုအသုံးမပြုဘဲနဲ့ကျောင်းဆောင်တစ်ဖက်ဆုံးမှရှိတဲ့လေကားတစ်ခုတို့သာအသုံးပြုနေကြတယ်ဆိုတာကိုတော့ထူးခြား၍ဖြစ်မနေဘူးလားယခုပြောပြတဲ့အကြောင်းအရာများကလည်းထိုလေကားနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်ရမယ့်အကြောင်းအရာဖြစ်ရမှန်အဖြစ်ပြများကိုစူးစီးပြီးတော့တင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်2000ပြည့်နှစ်အလွန်တစ်နှစ်မှာတော့ဆီယာမတင်းတင်းကအဲ့ဒီကျောင်းမှာကျောင်းဆီယာမတာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်အဲ့မှာတော့ကျောင်းမှာလည်းအထက်တန်းကျောင်းကမဖြစ်သေးဘူးအလယ်တန်းကျောင်းသာရှိသေးတာကျောင်းဆောင်ကြီးများကလည်းဝင်ချင်းကန့်လက်ဖြစ်ကျောင်းဆောင်တစ်ခုသာရှိပြီးတော့ထိုကျောင်းဆောင်ကြီးရဲ့ဘေးမှာတော့တစ်သားဖြစ်ဆောက်လုပ်ထားတဲ့တစ်ထပ်ကျောင်းဆောင်ကလေးတစ်ခုရှိပါတယ်။ဆီယာမတင်းတင်းကတော့ထိုမျိုးမှဒေသခံတော့မဟုတ်ဘူး။တာဝန်ကျဒေသကိုလိုက်ပြီးတော့တာဝန်ထမ်းဆောင်နေသူပဲဖြစ်တယ်။ယခုလည်းဤကျောင်းမှာတော့ဒီနှစ်မှာတာဝန်ကျခြင်းပဲဖြစ်တယ်။တနေ့တကြီးကဆီယာမတင်းတင်းကဲ့သို့ပဲလာရောက်လောက်ကင်နေကြတဲ့ဆီယာမများအတွက်တော့ကျောင်းရဲ့အနောက်ဘက်ခက်လန်းလန်းတွင်တော့တစ်သားဖြစ်တစ်ထပ်အင်္ဂလိပ်တစ်လုံးကိုစောက်လုပ်ပေးထားပါတယ်။ကျောင်းရှိဆီယာမများထိုဒေသခံများဖြစ်ပြီးတော့အချို့ဆီယာမများကလည်းထိုဒေသမှာမဟုတ်တော့လေမြို့ထဲမှာပဲနေထိုင်ကြပါတော့။ကျောင်းသူကျောင်းသားများကတော့တော်တော်များတယ်။နီးစပ်ရာရွာတွေကလည်းလာရောက်ပြီးတက်ကြတာမို့ကျောင်းသားကတော့900ခန့်ရှိတယ်။တစ်ထပ်ကျောင်းဆောင်ကလေးမှာတော့သူငယ်တန်းတန်းစတဲ့ကလေးများကိုလည်းတင် जा ပေးတယ်။နှစ်ထပ်ကျောင်းဆောင်ကြီးတွင်တော့ကျန်တဲ့အတန်းများကိုသာတင်ပေးတယ်။အပေါ်ထပ်တွင်တော့ကြီးကောင်ဝင်နေသည့်6တန်း9တန်း10တန်းကျောင်းသားများကိုပဲတင် जा ပေးပါတယ်။ကျောင်းကြီးကအုတ်ခမ်းဖြဲဆောက်လုပ်ထားပြီးတော့အပေါ်ပိုင်းကတော့တစ်သားဖြစ်ဆောက်လုပ်ထားခြင်းပဲဖြစ်တယ်။တစ်သားတိုင်ကြီးတွေကလည်း6လက်မပတ်လဲနဲ့ကျွန်းပြင်းကတို့စတဲ့တက်ကောင်းနေနဲ့ပဲတီဆောက်ထားပြီးတော့ရီနံကြီးကလည်းဝနေပါတယ်။ဆီယမတင်းတင်းကလည်းကျောင်းစဖွင့်ပြီးတော့4-5ရက်မှအတီကျလာတော့တယ်။ကျောင်းကြီးကပင်ထိုမျိုးကလေးရပင်ဖြစ်တယ်။ဆီယမအဖြစ်လည်းအလုံးဆဆင်းနေနေ9တန်းကျောင်းသားများကိုတင် जा ပေးရမှာမို့အပေါ်ဓာတ်ကိုတက်မယ်လို့လုပ်လိုက်လေတော့တယ်။ဆီယမအဲ့လေကားကမတက်နဲ့။လောဘော်ကန်ရဲ့ဆီယမတဦးကလည်းပြေးလာပြီးတော့သူ့ကိုတားလိုက်လေတော့တယ်။ဘာဖြစ်လို့လဲဆီယမရဲ့ဒီလေကားကလေဟိုလင့်ကြတတ်တယ်ဆီယမတင်းတင်းကလည်းရေမောလိုက်လေတော့တယ်သူ့ကိုလာပြောတဲ့ဆီယမရဲ့မျက်နှာကလည်းကွက်ခနဲ့ပြက်သွားသဖြင့်ရေမောခြင်းကိုတော့ရက်တန်လိုက်လေတော့တယ်ဆီယမရဲ့ကျမကလူကြီးဖြစ်နေပါပြီဆီယမတင်းတင်းကပြောလိုက်တဲ့ခါမှာတော့ထိုဆီယမကလည်းဘာမှမပြောတော့ဘဲနဲ့လှေကားရင်မှာပဲမတ်တက်ရက်ပြီးတော့ကြည်နေလိုက်တော့တယ်ဆီယမတင်းတင်းကလည်းလှေကားကိုကြည့်လိုက်လေတော့တယ်လှေကားကလည်းရှစ်ပေခန့်ကျဲဝန်းပြီးတော့အထစ်တွေကလည်းနှိမ့်ပြေးလေးပဲဖြစ်တယ်လှေကားနှင်းများကြီးတွေကလည်းရှစ်လက်မခန့်ရှိပြီးတော့ပြင်းများအထူကြီးတွေဖြစ်ပြီးအလုံးကိုခိုင်ခန့်နေတယ်။အောက်ထပ်တွင်လှေကားများတဆင့်တဲ့အလဲတွင်လှေကားကွေးသည့်ကျဲမြင့်ရှိပြီးတော့အပေါ်ကိုနောက်ထပ်တက်ရမည့်နှစ်ထပ်ချိုးလှေကားကြီးပဲဖြစ်တယ်။ဆီယမတင်းတင်းကလည်းကြည့်လိုက်ကလှေကားကိုတက်လိုက်လေတော့တယ်။လက်ထဲတွင်လည်းစာအုပ်နဲ့မြေပြူများကိုလည်းကင်ထားသဖြင့်လက်ကတော့မအားပြီ။ဆီယမတင်းတင်းကလည်းလှေကားကိုတစ်ထစ်ချင်းစီတက်သွားလိုက်လေတော့တယ်။လှေကားတရင်နဲ့လှေကားရဲ့ခွေပင်မရောက်သေး။ဆီယမတင်းတင်းကောင်းနဲ့လှေကားတွေကရေလိုဖြစ်နေတယ်လို့ထင်ရတယ်။လေကားတစ်ထစ်ကလည်းရွေ့နေသလိုလိုတွန့်နေသလိုလိုဖြစ်နေတော့တယ်။ဆီယမတင်းတင်းကလည်းအလွန်ထူးဆန်းနေလေတော့တယ်။အောက်ကိုတေချာကြည့်ပြီးတော့လှေကားကိုတစ်ထစ်ချင်းတက်နေတာ။ထွာကလှေကားတစ်ထစ်ကိုပဲခြေလှမ်းပြီးတော့နင်းလိုက်လေတော့တယ်။လှေကားတက်ကလည်းပျောက်သွားပြီးတော့လေထဲကိုနင်းလိုက်ရသလိုဖြစ်သွားလေတော့တယ်။ခြေချော်ပြီးတော့လည်းကိုယ်လုံးမှလည်းရိမ့်ရိုင်သွားလေတော့တယ်။ကံကောင်းလို့ချော်မလဲပဲနဲ့
ကိုဟန်ကိုမနှဲကိုပြန်ထိန်လိုက်ရတာမှုလက်ထဲကမြေဘူးကတော့ပြုတ်ကျသွားလေတော့တယ်သူတက်တက်နဲ့တကူမှလည်းထိုကဲသူလည်းမကြုံဘူးလူကလည်းထိတ်လန့်လာလေတော့တယ်ဒါကြောင့်လှေကားရဲ့အပေါ်ဓာတ်ကိုပဲအမြန်ဆုံးရအောင်တက်လိုက်လေတော့တယ်လှေကားခွေကိုရောက်တော့လဲခဏနားလိုက်တယ်သူ့ကိုခုနကပြောတဲ့ဆီယာမကလည်းလှေကားအောက်ကနေကြည့်နေစေပဲဖြစ်တယ်ဆီယာမတင်းတင်းကလည်းအလွန်ကြီးမားခိုင်ခန့်တဲ့လှေကားလက်ရန်ကိုကိုင်းကလှေကားကိုအမြန်တက်လိုက်လေတော့တယ်ပြေးတက်လိုက်တဲ့ဖြစ်အပေါ်ကိုရောက်မှမသိရောက်သွားလေတော့တယ်ငါမျက်မနဲ့ကငပြဲကြီးမြန်းစားပြီးတော့သွေးမြန်တိုးနေတာလားမသိပါဘူးဆီယာမတင်းတင်းကလည်းထိုတို့တွေးလိုက်ခါစာသင်ခန်းထဲသို့ဝင်သွားလိုက်လေတော့တယ်စာသင်နေတော့လဲထိုလီကားနဲ့ပတ်သက်ပြီးတော့စိတ်ထဲကတော့မကျင်မနဲ့ဖြစ်နေတယ်တောင်းဆိုပြီးတော့ကျောင်းကြီးရုံငန်းကတန်ချောင်းခောက်တန်ကြားလိုက်လေတော့တယ်ထမင်းစားချိန်စေးမိဖြစ်တယ်ကျောင်းကလည်းတစ်ချိန်ကျောင်းမို့နေ့လယ်12နာရီထိုးရင်တော့ထမင်းစားဆင်းပါတယ်နေ့လယ်1နာရီမှပဲပြန်တတ်တယ်ထူးခြားတာကတော့မြို့ကကျောင်းများလို့မဟုတ်ဘူးကလေးများကလည်းအိမ်ပြန်ပြီးတော့ထမင်းစားသူတွေကများတယ်အလွန်ဝေးကွာလာတဲ့ရွာကလာတဲ့လူတွေကသာထမင်းမှုများအဖြစ်စားတော့ကြလေတော့တယ်ကလေးများကလည်းတန်ချောင်းတန်ကြားတာနဲ့အခန်းထဲကနေပြေးထွက်သွားကြတယ်ဆီယမတင်းတင်းကလည်းအခန်းထဲကနေထွက်လိုက်လေတော့တယ်ထူးခြားသည်ကတော့ကျောင်းရဲ့အလဲလှေကားမကြီးကလည်းကလေးများကမစင်းကြဘဲနဲ့ကျောင်းရဲ့ဟိုဘက်ထိပ်ဒီဘက်ထိပ်မှရှိတယ်ဘေးလေကားများကိုသာပြေး၍ဆင်းကြလေတော့တယ်ဆီယမတင်းတင်းလည်းစာအုပ်ကလေးကိုပိုက်ပြီးတော့သူတက်လာခဲ့တဲ့လှေကားကြီးကိုကြည့်လိုက်လေတော့တယ်သူရဲ့စိတ်တွင်တော့မေးခွန်းများစွာလည်းပြည့်နှက်လိုနေပါတော့တယ်ထိုလေကားမကြီးအစင်းမှာတော့ညာဘက်ချမ်းမှာရှိတဲ့အခန်းတစ်ခန်းကဆီယမများနားနေကြမှာဖြစ်တယ်ဒါကြောင့်ဆီယမတင်းတင်းကလည်းထိုနေရာမှသွားလျင်တော့ဟိုကျောင်းရဲ့တစ်ဖက်ထိပ်ကိုလမ်းမလျှောက်တော့ဘဲနဲ့လေကားမကြီးမှဆင်းမယ်လို့ပဲဆုံးဖြတ်လိုက်လေတော့တယ်အစင်းဆိုတော့လေခေါင်းမူလည်းပြဿနာကတိတ်မရှိပါဘူးအဲ့ဒါလိုတွေးလိုက်ခါလေကားရဲ့အောက်ကိုတေချာကြည့်ပြီးတော့တက်ထိတ်ချင်းပဲဆင်းလိုက်လေတော့တယ်ဆင်းနေရင်လည်း3နှစ်မြောက်လောက်သွားတော့လေကားကငလျင်လှုပ်တဲ့ကဲ့သို့လှုပ်ရမ်းသွားလေတော့တယ်ဖယားငလျင်လှုပ်တာလားထို့သောတွေးပြီးတော့နောက်တစ်ထည့်ဆင်းလိုက်လေတော့တယ်လေကားကြီးကလည်းအလုံးကိုလှုပ်ရမ်းပြီးတော့လေကလေးများကလည်းရေရှားသွားပြန်တော့တယ်မဟုတ်ပါဘူးငါဘာဖြစ်နေပါလိလေကခွင်ကိုရောက်တော့အလုံးကိုကြောက်လန့်နေတော့တယ်ထိုနေရာကလည်းအောက်ထပ်ကိုထပ်ဆင်းရအောင်ပဲဒါကြောင့်ဆီယာမတင်းတင်းကလည်းစိတ်ကိုပြင်ဆင်လိုက်ပြီးတော့ထိုလေကားမှပြေးဆင်လိုက်လေတော့တယ်လေကလေးများကလည်းရေလိုက်များလို့တွန့်လင်ပြီးတော့လှုပ်ရမ်းသွားလေတော့တယ်ဆီယာမလည်းလေကလေးများကိုတေချာနင်းပြီးတော့အောက်သို့ဒလိမ့်ခေါကွင်းနဲ့ပြုတ်ကျသွားလေတော့တယ်လေကားမှပြုတ်ကျတဲ့ကြားသဖြင့်ဆီယာမများကလည်းအခန်းတွင်းမှပြေးထွက်လာကြလေတော့တယ်သူ့စာအုပ်တွေကိုလည်းဝိုင်းကူကောက်ပြီးတော့ဖုန်တွေတုပ်ပေးကြပေါ့လေကားကလည်းတိတ်မမြင်တာမှုဒဏ်ရာပြင်းထန်သွားမရတော့လေခါကတော့အောင့်သွားလေတော့တယ်ဆီယာမကပြောသားပဲအဲ့လေကားကိုမတက်ပါနဲ့ဆိုဆီယာမတယောက်ကထိုးသူပြောလိုက်လေတော့တယ်ဆီယာမတင်းတင်းကလည်းစိတ်ထဲကမရှင်းဖြစ်သွားတယ်အဲ့လေကားကဘာဖြစ်နေလို့လဲကျောင်းမှာဆီယာမများကြီးမျက်နှာကလည်းထိတ်လန့်ခြင်းကြောက်ရွံ့ခြင်းများနဲ့ပြည့်နေလို့နေတော့တယ်လာဆီယာမထမင်းစားရင်လည်းပြောကြရအောင်ဆီယာမတင်းတင်းကလည်းထမင်းမှုကိုဖွင့်လိုက်တော့လဲစားကျင်စိတ်ကမရှိသူ့စိတ်တွင်တော့သိကျင်စိတ်တွေကလည်းပြင်းထန်လို့နေတော့တယ်ဆီယာမတွေအားလုံးကလည်းထမင်းစားနေကြတယ်အသက်ကြီးပိန်ပိန်နဲ့ဆီယာမဒုံဝင်းကတော့သူ့ကိုဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်များကိုတော့ပြောပြလေတော့တယ်ကျောင်းတော်သေးကြီးကိုတော့1980ခုနှစ်ကဆောက်လုပ်ခဲ့တာဆောက်လုပ်ပြီးတော့နောက်အလဲတန်းကျောင်းဖြစ်လဲဖွင့်လှစ်ခဲ့တာမြို့နယ်ပညာရေးမှုတွေဝင်ကြီးတွေလည်းလာရောက်ပြီးတော့ဖွင့်ပေးတာကျောင်းဆောင်သေးကြီးကလည်းအလွန်ကိုလှပပြီးတင့်လွင်တာရခင်ကဒီကျောင်းကတထက်ကျောင်းဆောင်နဲ့မူလာတန်းကျောင်းကလေးပဲဖြစ်တယ်ယခုတော့ကျောင်းဆောင်သေးကြီးနဲ့မှုကလေးတွေလည်းပျော်ပါကြတယ်ကျောင်းဆောင်သေးကြီးတွေကနွေရာသီမှာပဲဆောက်လုပ်ပြီးတော့ဖွင့်လှစ်ခဲ့တာမို့ကျောင်းတက်တဲ့သူတွေမရှိသေးဘူးပြဿနာကတော့မိုးရာသီကျောင်းဖွင့်ချိန်မှာပဲစတာအတန်းကြီးတဲ့ကလေးတွေကိုတော့အပေါ်ထက်မှာထားတယ်အတန်းငယ်တဲ့ကလေးတွေကလေကားတေချာမတက်တဲ့ရင်ပြုတ်ကြကုန်ပါလေသူတို့ကိုတော့အောက်ထပ်မှာပဲထားမယ်ဆိုပြီးတော့ဆရာမတွေကတော့လေကားနားမှာနေပြီးတော့ကလေးတွေမပြုတ်ကြအောင်လို့ဂရုစိုက်ပေးကြတာပေါ့ကျောင်းအကြီးကမှားကြတယ်ဆရာမတော်ဝင်းကလည်းထိုစဉ်ကလေးကပင်တာဝန်ထမ်းဆောင်ခဲ့သူပဲဖြစ်တယ်ကျောင်းမွေးသည့်ရက်တွင်ကျောင်းသားတွေကျောင်းသို့လာရောက်ကြပြီးတော့အလဲတန်းကထိုနှင်းနဲ့စဖွင့်တာမို့တက်သည့်ဥယေကတော့နဲသေးတယ်ကလေးတွေကလည်းအောက်ထပ်မှာပြေးလွှားစော်ကစားကြတယ်ဆရာမတော်ဝင်းကတော့လေကားနားမှာထိုင်နေပြီးတော့လေကားကိုကုတ်တက်နေတဲ့ကလေးတွေကိုငေါက်ငန်းနေတယ်ထိုစဉ်9တန်းကျောင်းသားအုပ်စုတအုပ်စုကတော့ကျောင်းထဲကိုဝင်လာလေတော့တယ်သူတို့ကလည်းထိုအနီးအနားကရွာမှကျောင်းလာတက်တဲ့တငယ်ချင်းအုပ်စုပဲဖြစ်တယ်10ယောက်ခန့်တော့ရှိတယ်ဆရာမကိုမြင်လိုက်တာမို့လက်ကလေးကိုပိုက်ခါခေါင်းကိုငုံပြီးတော့လေကားကိုတက်လိုက်လေတော့တယ်ဟုံးဆိုပြီးတော့လေကားတက်ပြီးတော့အလဲခွင်တွဲမရောက်လိုက်ကြဘူးထိုလေကားမှာပဲ10ယောက်လုံးကလည်းဒလိမ့်ခေါခွေးနဲ့ပြန်ပြုတ်ကြလာတယ်ပစိုးကျွတ်တဲ့လူကလည်းကျွတ်တမန်တလင်းနဲ့ခေါင်းနဲ့ရိုက်မိတဲ့သူတွေကလည်းခေါင်းတွေဖုသွားတာပေါ့တဲခလေးတွေကလည်းလှေကားကိုကောင်းကောင်းတက်ဆန်းဆီယမတော်ဝင်းကတော့ထိုးသူပြောရင်းနဲ့ကျောင်းသူကလေးတယောက်ကိုပြေးထူပေးလိုက်လေတော့တယ်ဆီယမတော်ဝင်းထင်တာကတော့ကျောင်းသားတွေစော့နောက်ပြီးတော့တက်ရင်းနဲ့အထွေးလိုက်ပြုတ်ကြတယ်လို့ပဲထင်ခဲ့တာကျောင်းသားတွေကလည်းလွဲအိတ်တွေထမင်းညိုက်နေစာအုပ်တွေကိုကောက်ပြီးတော့ပစိုးထမိန်တွေကိုလည်းပြန်ဝတ်ကြတာအဲ့နောက်မှာတော့နောက်တစ်ခါတက်ကြလေတော့တယ်ဆီယမတော်ဝင်းကလည်းထိုးစုကိုပဲအောက်မှနေကြည့်နေလိုက်တော့တယ်အလိုကျောင်းသားတွေကလှေကားပေါ်ကိုတက်သွားတာလဲတရင်တရင်နေဖြစ်နေတာအရက်မူးသလိုလိုတိုင်းဝင်နေသလိုလိုဖြစ်နေကြတာဟဲ့ကလေးတွေမစော့ကြနဲ့တေချာတက်ကြစမ်းဆီယမကအော်ဟဲလိုက်တော့လေကလေးတွေကရိုင်ထိုးနေတယ်အဲ့နောက်မှာတော့ကျောင်းသားတယောက်ကလှေကားပေါ်မှာနောက်ပြန်ကျသွားလိတော့တယ်လှေကားရင်ကိုထက်ကြပြန်တယ်ပြီးတဲ့နောက်တော့တယောက်ပြီးတယောက်အောက်သို့ပြုတ်ကျသွားတယ်
ကျောင်းသူကလေးတယောက်ကတော့လှေကားလက်ရန်ကိုကင်ပြီးတော့အော်ဟစ်လိုက်ပါတော့တယ်ဆရာမကြီးကဲပါအောင်လှေကားလက်ရန်ကိုကင်ထားပြီးတော့ခြေထောက်တွေကလည်းပြေးနေသလိုမျိုးလှုပ်နေလေတော့တယ်သို့တော်လည်းထိုလှေကားထဲမှာမတက်မကြခင်ပြုတ်ကြပါတော့တယ်ဟဲ့စက်မပြေးကြနဲ့ရက်လိုက်အဲ့ဒီအတိုင်းရက်နေဆီယမတော်ဝင်းကလည်းလှေကားကိုပြေးတက်လိုက်လေတော့တယ်ငါးတိတ်ခန့်အရောက်တွင်တော့သူကောင်းတွေကလည်းဝေဝါလာလေတော့တယ်လှေကားကြီးကလည်းခြားခြားကိုလဲနေတော့တယ်အလွန်ကိုထူးဆန်းနေတာဟဲ့ဘာလေးဟာဒီလှေကားကထိုးသို့တွေးလိုက်ပြီးတော့လှေကားပေါ်တွင်လည်းအော်ဟင်းနေတဲ့ចောင်းသူလေးစီကိုပြေးလိုက်လေတော့တယ်ចောင်းသူလေးစီရောက်မှတော့သူနှင်းထားတဲ့လှေကားပြားကြီးကလည်းပြုတ်ကျသွားပြီးတော့အောက်တွင်တော့တွင်းနဲ့ကြီးကိုမြင်လိုက်ရလေတော့တယ်ဆီယမတော်ဝင်းကလည်းအလွန်ကိုထိတ်လန့်သွားပြီးတော့လှေကားလက်ရန်ကိုစုပ်ကင်လိုက်လေတော့တယ်ငါကိုလည်းကဲပါအောင်ဟဲ့ကျောင်းထဲမှာလည်းစူးစူးညံညံဖြစ်နေတာကြောင့်အခြားကျောင်းသားများနဲ့ဆီယမများကရောက်လာလေတော့တယ်သူတို့ကိုကြည့်လိုက်တဲ့အခါမှာတော့ဆီယမဒုံဝင်းနဲ့ကျောင်းသူလေးကလှေကားလက်ရန်ကိုခုတ်ပြီးတော့အော်ဟစ်နေလေတော့တယ်အောက်တွင်တော့ကျောင်းသားများကလည်းဝိုင်းပြီးတော့ကြည့်နေကြတယ်ထိုစဉ်ကျောင်းဆရာတယောက်ကလှေကားကိုတက်ပြန်တယ်သူလည်းငါးတဲ့အရောက်မှပဲပြန်ပြီးတော့ပြုတ်ကြလေတော့တယ်ကျောင်းနေတော့စူညံတန်နေဖြစ်နေတော့တယ်အဲ့ခါမှာတော့ကျောင်းအောင်ကြီးကပြေးလာပြီးတော့လှေကားပေါ်တွင်ကျောင်းသားတချို့ကလည်းခဲရခက်စစ်ကိုတက်နေကြပြီးတော့တချို့ကတော့လှေကားအောက်မှာလဲကျနေကြတယ်လှေကားကတော့ပုံမှန်အတိုင်းဘာမှမဖြစ်ဘူးကျောင်းအောင်ကြီးကလည်းကြိမ်လုံးနဲ့နန်းရံကိုရိုက်လိုက်လေတော့တယ်ဟာဘာဖြစ်တာလဲဟာကျောင်းအောင်ကြီးအော်လိုက်တော့မှလှေကတိကလည်းပြန်ပြီးတော့ငြိမ်သွားလေတော့တယ်ဆီယမဒုံဝင်းကလည်းအမြန်လှေကားပေါ်ကနေပြေးဆင်လိုက်ပြီးတော့ကျောင်းရုံတစ်ပြည့်တစ်ခုလုံးကလည်းတုံနေတယ်ဘာတွေဖြစ်နေကြတာလဲဆီယမလှေကားကြီးကတခုခုပဲဆီယမကြီးဆီယမဒုံဝင်းကလည်းပြောကငိုယိုလေတော့တယ်ဆီယမဒုံဝင်းကလည်းထိုလှေကားကိုမတက်ဘူးသေးပြီစောက်လုပ်ပြီးစီးကလေးကကျောင်းကြီးကိုလည်းတောက်ခတ်ထားခြင်းပဲဖြစ်တယ်ဒီနေ့ကလည်းပထမဆုံးကျောင်းဖွင့်ရက်ဖြစ်တယ်မဟုတ်လားကျောင်းသားတွေဒီလှေကားကမတက်နဲ့တခြားလှေကားကတက်ကြဆီယမကြီးရဲ့အမိန့်ကြောင့်လှေကားကိုလည်းအသုံးမပြုတော့ဘူးဒါကြောင့်မသိတဲ့ကျောင်းသားအချို့ကတော့လှေကားကိုတက်ရင်းနဲ့ပြုတ်ကြမြင်ဖြစ်တယ်အပေါ်တက်တွင်တက်တဲ့ကျောင်းသားများကလည်းမကြပါဘူးအပေါ်တက်တွင်တက်တဲ့ကျောင်းသားတွေလည်းမကြဘူးသည်ဆိုတာမရှိတလောက်ပါပဲဆီယမကြီးစဉ်းတော်စဉ်းစားစရာပဲမြမစာဆရာကဆူလာလေတော့တယ်အဲ့နောက်မှာတော့ကျောင်းကြီးနဲ့ပူပေါင်းပြီးတော့ကျောင်းတွင်တော့ပရိတ်ရွတ်ဖက်တယ်ကမောဝါဖက်တယ်သို့တော်လည်းလှေကားကြီးကတော့ကြာမြဲကြာနေစေဖြစ်တယ်အထက်လန်းဆရာများကလည်းစုံနေပြီဖြစ်တယ်ရုပ်ဆအစုံနက်ကြော်များပင်ပြင့်ပြီးတော့လှုပ်ကြသေးတယ်ဘလို့မှလှုပ်လို့မရဘူးနောက်တော့လဲရှောင်ကျင်မှုပဲလှုပ်လိုက်တော့တယ်ကျောင်းတွင်ကလေးတွေအားလုံးလဲထိုလေကားမှမတက်ရန်မှားကြပြီးတော့လေကားအရင်တွင်တော့တေသားကျောင်းများဖြင့်ကန့်လန့်ဖြက်ရိုက်ပြီးတော့လေကားကြီးကိုပိတ်လောင်ထားလိုက်ပါတော့တယ်ထူးတော့ထူးတယ်နော်ဆရာမကြီးတရဲတွေဘာတွေမြန်ကတ်နေသလားနီးတော့စုံနေပြီဆရာမရဲ့လှေကားကဘလို့လို့မရဘူးခုဆိုရင်တော့လှေကားနားသွားရင်တော့စက်သိန်းတွေကိုထနေတာထမင်းစားနေတဲ့ဆရာမတယောက်ကလည်းဝင်ပြီးတော့ထောက်ခံလေတော့တယ်ဆရာမတင်းတင်းကလည်းဆုံးဖြတ်လိုက်တယ်နောက်ထိုလှေကားကဘယ်တော့မှမတက်ဖို့ပေါ့ဒါနဲ့လှေကားကိုတေသားနဲ့ကန့်လန့်ရိုက်ထားတယ်လည်းပြောသေးတယ်ခုကြတော့ဘာမှလည်းမပိတ်ထားပါလားဆီယမတော်ဝင်းကလည်းအသက်ကြီးပြီးမှုထမင်းကိုအေးဆေးဆေးစားနေလေတော့တယ်နောက်တစ်နှစ်ဆိုရင်တော့တက်ပြည့်ပင်စင်ရတော့မှဖြစ်လေတော့တယ်ဒါကြောင့်ထမင်းမှုကိုတိမ့်နေတဲ့ဆီယမများကလည်းချောင်းဟန့်လိုက်လေတော့တယ်ထိုဆီယမကတော့သူ့ကိုလှေကားမတက်ရန်လာပြောတဲ့ဆီယမပဲဖြစ်တယ်ဆီယမလဲလဲလို့ခေါ်တယ်ဒါလို့ဆီယမရဲ့ဆီယမလဲလဲက1995တွင်စတင်တာဝန်ထမ်းဆောင်တယ်တာဝန်ထမ်းဆောင်နေစဉ်ကထိုလေကားကြီးကပိတ်ထားတာယခုကျောင်းဆီယမကြီးကအငိမ့်စားယူသွားပြီကျောင်းဆီယမကြီးတယောက်ကပြောင်းလာတာကျောင်းတွင်လည်းဆရာမ20ခန့်လောက်ရှိပြီဖြစ်တယ်ဆရာကြီးကလည်းခေပညာတတ်ဖြစ်ပြီးတော့တရဲသက်စီကိုလည်းအယုံကြည်မရှိဘူးလေဆရာကြီးကမျိုးထဲမှာအိမ်တလုံးငှားပြီးတော့နေတာကျောင်းကိုတက်တော့လဲကျောင်းကဆရာများကဆရာကြီးကိုကြိုဆိုကြတာလေဆရာကြီးကလည်းကျောင်းဆောင်တွေကိုဝင်လိုက်တော့တက်သားတန်းနေနဲ့ပိတ်ရိုက်ထားတဲ့လှေကားကိုလည်းတွေ့တယ်လေဆရာကြီးကမေးစီကိုပုတ်လိုက်ပြီးတော့အလိုမကျတဲ့ပုံဖြင့်ထိုလှေကားကိုကြည့်လိုက်လေတော့တယ်ဘာလဲဒီလှေကားကြီးကပြက်နေတာလားဆရာမများကတော့အကုန်လုံးကိုစွန့်အားသွားတယ်ဆရာမတော်ဝင်းကတော့အသက်အကြီးဆုံးပဲဖြစ်တယ်ဆရာမကတော့ပြုံးပြုံးလေးနဲ့ပြောလိုက်လေတော့တယ်ဒီလေကားကသုံးလို့မရတဲ့အကြောင်းရင်းတစ်ခုရှိနေလို့ပိတ်ထားတာပါဆရာကြီးကလည်းခေါင်းခါလိုက်တယ်ဘာလဲခမရတို့တွေကခလေးတွေလှေကားကိုအသုံးပြုရင်လှေကားပြက်စီးမှာမဟုတ်လို့ပိတ်ထားကြတာမလားဆရာတွေအားလုံးကလည်းတယောက်မျက်နှာကိုတယောက်ကြည့်ကုန်ကြလေတော့တယ်မဟုတ်ပါဘူးရှင်ဒီလေကားမှာနာနာဘွားတွေမကောင်းဆိုးဘွားတွေရှိနေလို့ထွီဆရာကြီးကထိုးထိုးပြောလိုက်လေတော့တယ်အလွန်လဲဒေါသထွက်သွားတယ်ခမရတို့ဗျာဘိုးတော်ဖေကလက်ထက်မှာနေကြတာလားအတိတ်ပဲမရှိတာလေဆရာမတွေကတော့အကုန်ကိုမျက်နှာငယ်လေးတွေဖြစ်ကုန်ကြလေတော့တယ်ဆရာကြီးကလည်းမေးစီကိုပုတ်တိုင်နေနဲ့ဒါကြောင့်ပြောတာတောသူတောင်သားတွေဆိုတာမဟုတ်တဲ့ရှေးရိုးဆွဲတွေကိုဆွဲလဲနေကြတော့မယ်ဆရာကြီးကလည်းထိုးထိုးပြောရင်းနဲ့မြမစာဆရာအနာကိုကတ်သွားလေတော့တယ်ကဲဆရာကြီးဒီနေ့ကစပြီးတော့ဒီလေကားကြီးရဲ့အကာအယံအားလုံးကိုဖြုတ်လိုက်ဒီခေတ်ကတိတ်ပံခဲဖြရှေးရိုးတွေတိတ်မဆွဲနဲ့ဥပဒံကြောင့်ဥပရောက်တတ်တယ်ဆရာကြီးကလည်းထိုးထိုးပြောယုံကယုံငန်းစီကိုရှောက်သွားလေတော့တယ်ထိုနေ့မှပင်ထိုအကာအယံများကိုဖျက်ဆီးလိုက်ကြတာဒီဆရာကြီးကတော်တော်ခေါင်းမာတဲ့သူပဲနော်သူကအဲ့လေကားကိုမသုံးဘူးလားဆီယမတင်းတင်းကအားမလို့အာမယန်နေဝင်ပြောလိုက်လေတော့တယ်ဆီယမလဲလဲကလည်းခြိသားလက်သက်ဦးဝါလေးတစ်ထည်ကိုတုံရင်းနဲ့စကားပြန်ဆက်တယ်ဆရာကြီးယုံငန်းကကျောင်းဆောင်ကြီးရဲ့ခေါင်းရင်းဘက်အကြဆုံးအခန်းပဲအဲ့ဒီအခန်းဘေးမှာလှေကားရှိတာသူကလှေကားတက်ရင်လဲအဲ့ဒီအစုံးကလှေကားကိုပဲအသုံးပြုတာများတယ်လေသူကြတော့အဲ့လှေကားကမတက်ဘူးပေါ့တရက်တော့သူအဲ့လှေကားကနေတက်မိတယ်ဟုတ်လားဘာဆက်ဖြစ်လဲ
ဆီယမလဲလက်ကလည်းဓာတ်ဘူးကိုဖွင့်လိုက်ပြီးတော့ရင်းနှီးချက်များကိုခွက်ကလေးတစ်ခွက်ထဲကိုထည့်လိုက်လေတော့တယ်ဖြစ်တာပေါ့ကျောင်းဆရာကြီးကနေ့စဉ်ရုံးလုပ်ငန်းတွေနဲ့ကျောင်းလုပ်ငန်းစည်ရင်းစရာတွေကိုပြုလုပ်ပြီးမှကျောင်းကိုပတ်ခါအခန်းတွေကိုလိုက်ပြီးတော့စစ်ဆေးတာလေများသောအားဖြင့်တော့အခန်းထဲကိုမဝင်ဘဲနဲ့အခန်းရဲ့အပြင်ကော်ရီတာ6လမ်းမှာပဲဖြည်းဖြည်းချင်းလမ်းလျှောက်ရင်းနဲ့ဆရာမတွေရဲ့တွန်တင်ပုံတွေနဲ့ကျောင်းသားတွေရဲ့အခြေအနေကိုပဲအကဲခတ်တတ်တာဆရာမတယောက်ထိုင်ကုန်နေထိုင်နေခြင်းကျောင်းသားများစုနေနေခြင်းကိုတွေ့ရင်တော့ဆရာတွေကတော့အဆူခံရတော့တာပဲဆရာကြီးကသူ့ရုံးခန်းကနေထွက်ပြီးတော့သူ့ရဲ့ရုံးခန်းရှိလှေကားကအပေါ်တက်သွားပြီးတော့အပေါ်တက်တစ်ထက်လုံးကိုလည်းလမ်းလျှောက်ပြီးတော့ကြည့်တယ်ကျောင်းဆောင်ဆုံးတဲ့အခါမှာတော့ကျောင်းအဆုံးမှာရှိတဲ့လှေကားမှာပဲပြန်ဆင်းပြီးတော့အောက်ထပ်ကိုပတ်လေတာအဲ့နောက်ကရုံးခန်းထဲကိုပြန်ဝင်သွားတယ်ဒါကြောင့်အလဲလှေကားကြီးကိုဆရာကကျောင်းရောက်ပြီးတော့3လခန့်ရှိတဲ့အတိုင်းထိုလေကားကိုမသုံးဖြစ်သေးဘူးဒါပေမဲ့တရက်တော့ထိုလေကားကိုအသုံးပြုဖို့ကအကြောင်းကဖမ်းလာတာဆရာကြီးကကျောင်းကိုပတ်တဲ့အခါလက်ကိုနောက်ပြေးပြီးတော့အဲ့လက်ကလည်းကျိန်လုံးကြီးတစ်လုံးကိုကင်ထားလိုက်ရှိတယ်လမ်းလျှောက်ရင်းနဲ့အချိုးမပြေတဲ့ကျောင်းသားတွေတွေ့ရင်လည်းကျိန်လုံးနဲ့ဆွဲရိုက်ပြီးတော့ဆုံးမတတ်တာအဲ့ဒီအတန်းမှာသင်နေတဲ့ဆရာတွေတော့အဆူခံရပြီပဲမှတ်တရက်တော့ကျောင်းကိုပတ်ရင်းနဲ့အပေါ်ဓာတ်ကိုရောက်မှတော့လှေကားကြီးနားကနေဖြတ်သွားတာအဲ့နောက်မှာလေးတစ်ချက်ကလည်းဝှေ့တိုက်လာတာဆရာကြီးလက်ထဲမှာကင်ထားတဲ့ကျိန်လုံးကလည်းလူတစ်ယောက်ဆွဲပြီးတော့လွတ်ပြလိုက်သလိုပဲလှေကားကိုကျသွားပြီးတော့အလဲလှေကခွင်မှာကျနေတာဆရာကြီးကလည်းထူးဆန်းသွားတာအဲ့နောက်လှေကားကိုဆင်းလိုက်တာဆင်းလာရင်လည်းပတ်ဝန်းကျင်မှာလည်းမှောင်မွဲသွားပြီးတော့မိုးရင်းလိုမျိုးပဲမိုးသားတိမ်လိပ်တွေနဲ့ညအခါလိုမှောင်သွားတာဆရာကြီးကဆက်စင်းနဲ့သူ့ခြေထောက်ကလှေကလေးတွေကလည်းရုတ်တရက်ပျောက်သွားပြီးတော့လှေကားမှာစင်ကြေချောကြီးဖြစ်သွားတာဟုံးဆိုပြီးတော့ဆရာကြီးကတရွတ်တိုက်ကြီးကိုကျသွားတာလေလှေကခွင်နားကိုကျသွားတော့တာပစိုးတွေလည်းပြေးခြေထောက်နဲ့ပေါင်တွေမှာလည်းတော်တော်လေးကိုဒဏ်ရာကရသွားတာဆရာကြီးကလည်းတော်တော်နဲ့မထနိုင်ဘူးအဲ့မှာလှေကားကြီးကအရေးတစ်ခုကလည်းပေါ်လာပြီးတော့မော့ကြည့်လိုက်တယ်ဟာဘာကြီးလဲအဲ့ဒီရေးကြီးကလည်းတဖြည်းဖြည်းနဲ့လူအသွင်ဖြစ်လာတာရှေးအောင်နန်းဝင်နန်းစားလို့ဝတ်ဆင်ထားပြီးတော့ယောက်ျားပြိုတဦးဖြစ်တယ်ဆရာကြီးကလည်းဆရာကြီးဆိုခေါင်းမွေးတွေကိုထောင်လာတာပဲတကူလုံးကလည်းအမွှေးမြင်နေအကုန်လုံးထောင်ထလာတာသူမြင်နေရတဲ့သူကလည်းဘယ်နည်းနဲ့မှတာမန်လူတယောက်မဖြစ်နိုင်ဘူးလေပစိုးကလည်းရွှေအောင်ဖြစ်ပြီးတော့ခါးရင်တော့ရွှေကြီးထိုးထားတဲ့အတွန့်အလိပ်တွေတွဲပြီးတော့ဝတ်ဆင်ထားတာလက်ကဝတ်မှာလည်းရွှေအောင်လက်စည်းနဲ့ခေါင်းပေါ်မှာတော့ခေါင်းပေါင်းတစ်ခုကိုပေါင်းထားပြီးတော့နှစ်ဖူးတွင်တော့အလုံးဝင်းလက်နေတဲ့အနီရောင်ကြောက်တလုံးလည်းရှိတယ်ဆရာကြီးရှိကိုတလှမ်းချင်းလျှောက်လာနေပြီးတော့ခြေထောက်မှာလည်းအနားကော့နေတဲ့ရွှေဖနက်ကိုစီးထားတာအဲ့နောက်မှာတော့ဆရာကြီးကိုဂုတ်ကနေပြီးတော့ဆွဲယူလိုက်ပြီးတော့လေကခွင်မှာနေပြီးတော့အောက်ကိုပစ်ချလိုက်တာပဲဘုံဆိုပြီးတော့ဆရာကြီးကလည်းလှေကားကနေပြီးတော့ဂျွန်းပစ်ပြီးတော့အောက်ကိုပြုတ်ကျလာတာအောက်မှာတော့ဆရာတွေနဲ့ကျောင်းသားတွေကလည်းဝိုင်းကြည့်နေကြတာရာသီဥတုကလည်းမိုးအုံနေတာကြောင့်ခွနက်ကလောက်တော့မမှောင်တော့ဘူးကျောင်းသားတွေအကုန်လုံးကလည်းသူ့ကိုဝိုင်းကြည့်နေတာပေါ့ဆရာကြီးကလည်းပစိုးမပါဘောင်းမီတို့နဲ့ခွေလေးကြာနေတာသူ့ခြေထောက်တွေကလည်းထားလို့ကိုမရတော့ဘူးဆရာတွေကပဲဆွဲထုတ်ပြီးတော့ဆေးရုံကိုပို့လိုက်ကြတာဆရာကြီးကတော့ခြေထောက်တစ်ချောင်းကျိုးသွားတယ်ဆေးရုံတက်နေတဲ့ဆရာကြီးကိုလည်းစားစရာတွေသွားပို့ကြတယ်တချို့ဆရာတွေကလည်းဆေးရုံစောင့်ပေးကြတယ်ဆရာကြီးကလည်းအဲ့လိုဖြစ်ပြီးတော့3-4ရက်လောက်ကြာတဲ့အထိကိုစကားမပြောဘဲနဲ့ငုံငန်ကြီးဖြစ်နေတာတညတော့ဆေးရုံဆောင်နေတဲ့မြန်မာသားဆရာကိုစကားပြောတယ်မင်းတို့ပြောတာကိုငါမယုံကြည်ခဲ့ဘူးကွာတကယ်ကိုတွေ့ကြုံမှပဲယုံလိုက်ရတာအဲ့လေကားကြီးကိုဘယ်သူမှမတက်အောင်လို့ပြန်ပိတ်ထားကြကွာဆရာကြီးကထိုးထိုးပြောနေစင်မှာပဲအဖျားတွေတက်နေစေပဲဖြစ်တယ်ဆရာကြီးပြောပြီးသည့်နောက်နေ့မှာတော့လှေကားကိုပြန်ပိတ်လိုက်လေတော့တယ်ဆရာကြီးနေကောင်းတဲ့ခါမှာတော့ကြောင်းပြန်တက်တယ်အဲ့နောက်တော့သူကမပြောတော့ဘူးအဲ့နောက်ဆရာကြီးကလည်းပြောင်းရွှေ့ခွင့်တင်လိုက်လေတော့တယ်ဆရာကြီးကအချိတ်အဆက်အသွယ်လဲကောင်းတာမို့စာတင်နေပေမကုန်လိုက်ဘူးဆရာကြီးကနေတစ်ခုကိုပြောင်းရွှေ့သွားရတယ်အမလေးဆရာကြီးမို့လို့တာပေါ့သင်းဆိုရင်တော့ယူသွားမလားတော့မသိဘူးဒါကြောင့်ပြောတာလေသင်းရဲ့အဲ့လေကားကိုမတက်နဲ့လို့ဒါနဲ့လေလှေကားကပြန်ပိတ်ထားလိုက်တယ်မဟုတ်လားတင်းမေးလိုက်တာကိုဆီယမလဲကလည်းပြန်ဖေမပြုတော့လေကျောင်းတက်တန်ကျောင်းခောက်တန်ကလည်းစူညံသားနဲ့လွင့်ပြန်သွားလေတော့တယ်ဆီယမတင်းလည်းစားလက်စထမင်းဘူးကိုပဲပိတ်လိုက်ခါစာတင်ရန်ထွက်လာခဲ့လေတော့တယ်ရှစ်တန်းကိုတင်ရမှာမှုအပေါ်ဓာတ်ကိုတက်ရအောင်မယ်အခန်းအပြင်ပဲထွက်လိုက်တော့ကျောင်းသားတွေကလည်းအပြေးလွှားပြေးဝင်လာတယ်သို့တော်သူတို့ကလှေကားမကြီးကိုမတက်ဖဲနဲ့ကျောင်းဘေးရှိလှေကားကိုသာပြေးပြီးတော့လွတ်တက်နေကြတယ်ဆီယမတင်းကတော့လှေကားကြီးကိုတစ်ချက်ကြည့်လိုက်လေတော့တယ်ကြည့်နေရင်လည်းကြက်သိန်းတွေကလည်းထလာတယ်သူ့ကိုတစုံတယောက်ကကြည့်နေတယ်လို့မျိုးခံစားရတယ်အဲ့နောက်မှာတော့ထိုနေရာမှာပဲအလင်ထွက်ပြီးတော့ကျောင်းဘေးလှေကားကိုပြေးလာခဲ့လေတော့တယ်ကျောင်းဆင်းပြီးတော့ကျောင်းသားတွေပြန်တဲ့အခါမှာတော့ဆီယမနားနေကန်တဲ့တွင်ဆီယမများကပြန်မှုပြင်ဆင်နေစေပဲဖြစ်တယ်မိုးကလည်းတပြိုင်ပြက်ရွာထားတဲ့မှုရေတွေအိုင်နေပြီးတော့ရာသီဥတုကလည်းအုပ်ဆိုင်နေတယ်ဆီယမတယောက်တည်းနေတာလားဆီယမလဲကမေးလိုက်လေတော့တယ်တင်းကလည်းခေါင်းခါပြလိုက်တယ်တယောက်တည်းတော့မဟုတ်ဘူးအမေနဲ့နေတာပါဒါမှလည်းအခြေသိမ့်မကြသေးလို့အမေကိုမခေါ်သေးတာပါရှေ့ဘက်လောက်နေရင်တော့အမေရောက်မယ်ဆီယမလဲကလည်းခေါင်းကိုညှိလိုက်လေတော့တယ်ကျောင်းထဲမှာပဲနေတာဆိုတော့စိတ်ချရပါတယ်ကျောင်းဆောက်ကြီးကတော့ကျောင်းရဲ့ဟိုးဘက်အစွန်းကအိမ်လေးမှာပဲနေတာလေသူကလည်းလူရိုးလူအေးပဲဓမ္မနေတာတော့10နှစ်ကျော်နေပြီဆီယမတင်းကလည်းခေါင်းညှိလိုက်လေတော့တယ်သူဒီကိုမရောက်ခင်အရင်ကတည်းကတာဝန်ကျရသွားပါမှာမို့တော်ရုံတဲ့ရုံတော့မကြောက်တဲ့စားသတိသွားသတိအိတ်သတိနဲ့အမြဲထားရတယ်။ကျောင်းသားကြီးကလည်းအသက်50ကျော်အဖိုးကြီးဖြစ်တယ်။
အိုမင်းသည်ထက်ပိုပြီးတော့အိုမင်းနေတယ်ခေါင်းကလည်းပြောင်နေအောင်လို့တုံးပြီးတော့မုတ်စိတ်မွေကျိုးတွေကျဲတဲ့ကလည်းဖြူဆွတ်နေပါတော့တယ်ဆရာမတွေပြန်သွားပြီးတော့ကျောင်းဆောင်ကြီးကလည်းအခန်းတကားတွေပိတ်မပိတ်ကိုလိုက်ပြီးစစ်ဆေးတယ်အဲ့နောက်မှာတော့ကျောင်းဆောင်တကားနဲ့ကျောင်းအခန်းတကားများကိုပိတ်ပြီးတော့တောက်ခတ်လိုက်လေတော့တယ်ဆရာမတင်းတင်းကလည်းသူ့ရဲ့အင်္ဂလိပ်တွေကိုဝင်လိုက်လေတော့တယ်တဲ့အဆူနဲ့များနဲ့တင်းပြန်နေလေတော့တယ်အင်္ဂလိပ်ကနေပြီးတော့ကျောင်းဆောင်ကြီး၃ဆောင်ကိုမြင်နေရတယ်ရခင်ကကျောင်းဆောင်ငယ်ကလေးမှာတော့ဖျက်ချလိုက်ပြီးပဲဖြစ်တယ်သူ့အင်္ဂလိပ်ရဲ့နောက်မှာတော့တာလပတ်ပြေကာရန်ထားတဲ့တိုင်ကြီးနှလုံးနဲ့ကြောက်ပြားတစ်ခုကိုချထားတယ်အင်္ဂလိပ်ထဲမှာပဲချက်ပြုတ်စားတော့နိုင်အောင်လို့လျှက်စစ်မီတွေလည်းဆင်ထားပြီးတော့လူသုံးကုန်ပစ္စည်းတွေကိုလည်းစီစဉ်ပေးထားတဲ့ရွာကန်တွေရဲ့စေနာကိုလည်းမြင်နေရတယ်။ညနေဆောင်နေပြီးမို့ရာသီဥတုကလည်းပိုမှောင်လာလေတော့တယ်။ဆီယာမတင်းတင်းကရေချိုးရန်ပြင်ဆင်လိုက်တယ်။သို့တော်တိုင်ကြီးတွေကရေနှဲနေပြီပဲဖြစ်တယ်။ဆီယာမတင်းတင်းကလည်းရေခတ်ဖို့ကြံရတယ်။ရွေးစဲပုံကြီးတစ်လုံးအိမ်ထဲမှာရှိပြီးတော့ရေကလည်းကျောင်းဆောင်ကြီးရဲ့အနောက်ဘက်အုတ်ကန်နဲ့ရေစက်ကြီးရှိတယ်။အုတ်ကန်ကြီးကိုအဖုံးဖုံးထားပြီးတော့ရေတွေကိုတော့ဘုံမိုင်ကောင်းနဲ့ဖွင့်ပြီးတော့ချရလေတော့တယ်။ဘုံကလည်းတဘုံနဲ့ရှိတာမို့တိုင်ကြီးကိုလည်းရေဖြစ်ရတယ်ခီးကတော့တိတ်မတွင်ဘုံမိုင်းကောင်းမလို့လေရေကလည်းအကျနှင်းနေတယ်တင်းတင်းကလည်းရေတွေခံနေရင်းနဲ့ပဲကျောင်းဆောင်ကြီးကိုကြည့်လိုက်မိတော့တယ်မောင်မောင်မဲမဲကြီးနဲ့ကျောင်းဆောင်ကြီးကတော့တိတ်ဆိတ်နေသဖြင့်ခြောက်ချားစရာတော့ဖြစ်နေတယ်ထိုရေအုပ်ကန်မှလှမ်းကြည့်လိုက်လျင်တော့ဟိုးကျောင်းအစွန်းမှာတော့ကျောင်းဆောင်ကြီးရဲ့တက်သားအင်္ဂလိပ်ကိုမြင်နေရတော့တယ်ဆီယမတင်းတင်းကလည်းအားတက်သွားလေတော့တယ်ကျောင်းထဲတွင်သူတယောက်တည်းရှိသည်မဟုတ်ရေချိုးပြီးတော့ညနေ6နာရီကျော်နေပြီပဲဖြစ်တယ်။ကျောင်းဆောင်ကြီးနဲ့ကျောင်းရဲ့အရှိတ်ဘက်တွင်တော့မီးကျောင်းတွေကလည်းထိန်လင်းလာနေတော့တယ်။ထိုနည်းတူပဲသူ့ရဲ့အိမ်ကလေးထဲမှာလည်းမီးတွေကလင်းလာပြီပဲဖြစ်တယ်။မနက်ကချက်ပြုတ်ထားတဲ့ဟင်းတွေကလည်းမသိုးသေးတဲ့အတွက်ကြောင့်မလို့ထမင်းအိုးတစ်လုံးကိုပဲတည်လိုက်လေတော့တယ်။ထိုစဉ်ကလည်းပေါင်းတွေကခင်မစားသေးတဲ့အတွက်ကြောင့်မလို့လျှက်စစ်မီးဖို့ဖြစ်ပဲချက်ပြုတ်ရတယ်။ထမင်းစားပြီးတော့9နာရီကျော်ပြီပဲဖြစ်တယ်။ကျောင်းဝင်းတစ်ခုလုံးကလည်းတိတ်ဆိတ်နေပြီးတော့ပိုးကောင်လေးတွေရဲ့အော်တန်ဖောက်အော်တန်များကိုတော့ကြားနေရတယ်။ထိုစဉ်မှာပဲအိမ်သားကလည်းတက်ချင်လာတယ်။အိမ်သားမှာတော့ကျောင်းဆောင်ကြီးနဲ့အတော့ကိုဝေးတာတင်းတင်းရဲ့အိမ်ထဲဆိုရင်တော့ပိုရီလိုတောင်လှမ်းသေးတယ်။တာမန်အပေါ်သွားရုံဆိုရင်တော့အိမ်နောက်ဖွေးရေချိုးကမ်းမှာပဲဖြည့်ရှင်းလို့ရပါမယ်။အခုတော့အလေးဖြစ်နေတာမို့အိမ်သားသွားမှာပဲတင့်တော်ပြီမယ်ဖြစ်တယ်။ဒါကြောင့်လဲ3000ထိုးဓမီကိုပဲယူခဲ့ပြီးတော့လိုမဲမဲရေတပုံးကိုလည်းခတ်လာခဲ့လေတော့တယ်။ကျောင်းဆောင်မှာလည်းအရှိဘက်ဝရန်နာတွင်တော့မီးထွန်းထားတာမို့ကျောင်းဆောင်ရဲ့နောက်ဘက်တွင်တော့မှောင်မဲနေလေတော့တယ်။ဆရာမတင်းတင်းကလည်းကြောက်နဲ့ပဲအိမ်သားစီကိုအပြေးလှမ်းလာခဲ့တော့တယ်။အိမ်သားကလည်းယောက်ျားလေးအိမ်သားနဲ့မိန်းကလေးအိမ်သားဆိုပြီးတော့နှစ်ခုကိုလည်းစောက်လုပ်ထားတယ်။အိမ်သားတစ်ခုကလည်း၄ခန်းရှိပြီးတော့ယောက်ျားလေးအိမ်သားနဲ့မိန်းကလေးအိမ်သားမှာတော့အနှင်းငယ်လှမ်းပြီးတော့အုတ်တိုင်းအမြင့်ကြီးတစ်ခုဖြစ်လဲကာယံထားလေတော့တယ်။အိမ်သား၄ခန်းတွင်တော့အစွန်ဆုံးအိမ်သားမှာတော့ဆီယာမအိမ်သားဖြစ်ပြီးတော့တောက်ခတ်ထားလေတော့တယ်။ဟဲဒုက္ခပဲတော့ကမေးခဲ့ပြီ။အိမ်တို့ပြေးဖို့ကလည်းတိတ်ပြီးတော့မလွယ်တော့ကိစ္စကလည်းနီးနေပြီဖြစ်တယ်။ဒါကြောင့်မလို့အိမ်သားနဲ့မလန်းမကန့်မှာရှိတဲ့ကျောင်းဆောင်ကြီးရဲ့အိမ်ကိုပဲကြည့်လိုက်မိတော့တယ်။ကျောင်းဆောင်ကြီးရဲ့အိမ်အတွင်းမှာလည်းမိတွေကလင်းထိန်နေတော့တယ်။အဲ့ဒါနဲ့ကျောင်းဆောင်ကြီးရဲ့အိမ်ထဲကိုအပြေးလေးထွက်လာခဲ့လေတော့တယ်။အိမ်တကားမှာဖွင့်ထားပြီးတော့အထဲကနေကျောင်းဆောင်ကြီးကလည်းကလထိုင်တစ်လုံးဖြစ်စာဖတ်နေလေတော့တယ်။ဦးရေဆီယမအိမ်သားတော်လေးရှိသလား။ရှိရင်ခဏပေးပါ။ကျောင်းဆောင်ကြီးကလည်းသူ့ကိုတစ်ချက်ကြည့်ပြီးတော့အဲ့နောက်မှာထသွားပြီးတော့နန်းရံမှာရှိတဲ့တန်တွင်ချိတ်ထားတဲ့တော်တရွဲကိုဖြုတ်ပြီးတော့တော်တချောင်းကိုကင်ပြလိုက်လေတော့တယ်။ဆီယမအိမ်သားတက်မလို့လားကျွန်တော်လည်းလိုက်ခဲ့မယ်လေ။ရှင်ဆီယမတင်းတင်းကလည်းရှင်တလုံးသာပြောနိုင်ပြီးတော့ကိစ္စကလည်းထွက်တော်မှာဖြစ်တဲ့ဖြစ်အိမ်သားတို့အပြေးလေးလှက်ပြေးကြရတယ်။အိမ်သားခန်းတွေကလည်းမှောင်မဲနေတော့လေဓမီအားကိုဖြစ်တကားဖွင့်ပြီးတော့အထဲကချက်ကိုပဲတေချာချလိုက်ပြီးတော့လေအိမ်နောက်ကိစ္စရှင်းနေလေတဲ့။ဆီယမအထဲမှာလားယောက်ျားတန်ကိုကြားလိုက်ရတဲ့ဖြစ်လဲခေါင်းကလည်းထောင်သွားလေတော့တယ်လူကလည်းတော်တော်လေးလှန့်နေပြီကျောင်းဆောင်ကြီးကလည်းသူ့အပေါ်ဘာတွေများကြံစည်နေမလဲလို့ခေါင်းတွေကလည်းထူပူနေတော့တယ်ဟုတ်ကဲ့သူကလည်းပြန်ဖြေလိုက်လေတော့တယ်ကျောင်းဆောင်ကြီးကလည်းအိမ်သားရှေ့တွင်တော့ခောက်တော့ခောက်ပြန်မဲ့လမ်းလျှောက်နေလေတော့တယ်သူဘာလုပ်နေမှန်းတော့မသိတော့ဘူးကျောင်းဆောင်ကြီးကလည်းဘလောက်ပဲအသက်ကြီးယောက်ျားသားမဟုတ်လားအခုကျောင်းအတွင်းမှာလည်းသူနဲ့ကျောင်းဆောင်ကြီးသာရှိလေတော့တယ်သူသာရုံမှာဘာကတင်းတင်းကဘလို့မှခုခံနိုင်မှာမဟုတ်ပါတော်သေးတယ်အိမ်သားတကားကလည်းခိုင်ခန့်ပြီးတော့လုံခြုံနေတော့ကြောင်ဖြစ်တယ်အိမ်သားထဲမှာလည်းတယောက်တည်းတွေးကြံတွေးပြီးတော့မိနစ်20ခန့်ရှိပြဖြစ်တယ်ဆီယမအရန်ကြာနေပြီနော်ဆီယမအဆင်ပြေရဲ့လားသူအလွန်တုံလောက်သွားလေတော့တယ်သို့တော့စိတ်ကိုဒုံချလိုက်လေတော့တယ်တခုခုဆိုရင်တော့အိမ်သားတဲကပြေးထွက်ပြီးတော့ကျောင်းဝန်းထဲကိုပေးမယ်လို့ပဲဆုံးဖြတ်လိုက်လေတော့တယ်အိမ်နောက်ကိစ္စကိုရှင်းပြီးတော့အိမ်သားတကားကိုဖွင့်လိုက်တယ်အိမ်နောက်မှာတော့အိမ်သားတဲကပဲပြေးထွက်ပြီးတော့သူ့ရဲ့အင်္ဂလိပ်စီကိုပြေးပါတော့တယ်ဆီယမတော့ပြန်ပေးုံလေအနောက်ကကျောင်းဆောင်ကြီးကလည်းအော်လိုက်လာနေတော့တယ်ထို့နောက်တင်းတင်းကလည်းခြေထောက်တွေကိုရက်တန်သွားလေတော့တယ်သူ့လက်ထဲကတော်တွဲကိုငုံကြည့်လိုက်တယ်ကျောင်းဆောင်ကြီးကလည်းသူ့စီကိုရှောက်လာနေတော့တယ်ဆီယမဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးကျွန်တော်ကဆီယမတော့လာပြန်ပေးရမှာစိုးလို့ဆီယမစီကတော့ကိုလာဆောက်နေတာပါဆီယမအကြောင်းတစ်ခုရှိရင်လည်းခေါ်လိုက်နော်ကျောင်းဆောင်ကြီးကပြောလိုက်ပြီးတော့ကိုယူကပြန်သွားလေတော့တယ်တင်းတင်းကလည်းတက်ပြင်းချပြီးတော့အင်္ဂလိပ်စီကိုအပြေးပြန်လာခဲ့လေတော့တယ်အိမ်တကားနဲ့ဗဒင်းပေါက်များကိုလည်းတေးချအောင်ပိတ်လိုက်ပြီးတော့အိမ်သားရှိမှသူယူလာခဲ့တဲ့ရေပုံးကြီးကလည်းကြံနေခဲ့တော့တယ်အိမ်ညမှာတော့ကောင်းကောင်းအိမ်မပြော
စိတ်ထဲကလည်းခြောက်ချားနေပြီးတော့အိမ်ပြန်တော့လည်းအိမ်မက်ဆိုးများဖြစ်လဲခြောက်လက်နေတော့တယ်နောက်နေ့ကြောင်းတက်တော့လဲခေါင်းတွေကမူးနေတယ်နေ့လယ်ထမင်းစားတော့ဆီယမလဲလဲကလည်းမနေ့ကစကားကိုပြန်စလေတော့တယ်အဲ့ဒီလေကားကြီးကိုတစ်သားတွေနဲ့ပိတ်ထားရကနေဖွင့်ဖို့ဖြစ်လာရတဲ့အကြောင်းရင်းကတော့စစ်စေးရေးတွေကလာတဲ့အချိန်ပဲအဲ့ဒီအဖြစ်အပျက်တွေဖြစ်သွားပြီးတော့နောက်အနှဲငယ်မှာပဲကျောင်းကိုစစ်စေးရေးတွေကရောက်လာတာကျောင်းဆရာမကြီးအစ်စ်တွေကလည်းလေကားကိုအသုံးမပြုခိုင်းမဲနဲ့ပိတ်ထားလေတယ်ဒါကြောင့်လေကားကလည်းပိတ်လျက်သားဖြစ်နေတာစစ်စေးရေးအဖွဲ့ကပညာရေးမှုနဲ့အခြားပညာရေးမှုအဖွဲ့တွေကလည်းပါဝင်လာတယ်ကျောင်းတွင်အခြေအနေအရရက်ကိုပဲလာရောက်စစ်ဆေးကြခြင်းပဲဖြစ်တယ်စစ်ဆေးရေးအဖွဲ့ကျောင်းအတွင်းသို့ဝင်လိုက်တဲ့နှစ်လေကားကြီးကိုမြင်တော့လေမျက်နှာတွေကရှုံ့မွေသွားတာအဲ့နောက်မှာတော့လေကားမှလည်းအရန်အသားတွေကိုပြန်ဖြုတ်လိုက်ကြတာအကြောင်းကတော့စစ်ဆေးရေးတွေကလည်းကျောင်းအောင်ကြီးကိုအပြစ်တင်တယ်လေလေကားကြီးကအရန်အကာမရှိတော့လေမြည်သူးမြလည်းမတက်ဝင်ကျောင်းစားတက်သည့်ကျောင်းစားအသက်များနဲ့အချို့ကျောင်းသားတွေကတက်မိပြီးတော့ပြုတ်ကြလေရှိတယ်ဒါကြောင့်ကျောင်းသားတွေကဘယ်သူမှမသုံးတာကူနော်ဆီယမတင်းတင်းကလည်းပြောလိုက်လေတော့တယ်ဆီယမလဲလဲကတော့ခေါင်းငိမ့်လိုက်တယ်အဲ့နောက်ပိုင်းမှာတော့ကျောင်းဆောင်ကြီးကလေကားကြီးကိုတော့ဆီယမတင်းတင်းလည်းအသုံးမပြုတော့ပါလေကားကြီးမှလည်းဖုန်တွေတက်ပြီးတော့ဟောင်းနှွမ်း၍နေပါတော့တယ်တပတ်ခန့်ကြာတော့ဆီယမတင်းတင်းရဲ့အမိကရောက်လာခဲ့ပြီပဲဖြစ်တယ်အမေရောက်လာတော့လည်းအားရှိသွားတယ်ရခင်ကလည်းတာဝန်ကျရာဒေသကိုသားမိနှစ်ယောက်ကလည်းအတူတူနေထိုင်ခြင်းပဲဖြစ်တယ်ဖေဖေကတော့ဆုံးသွားတာကြာပြီအမေတစ်ခုသမီးတစ်ခုမို့လို့နေထိုင်ရတာအခြားမွေးချင်းမောင်နှမတွေကလည်းမရှိဘူးအမေရောက်လာတော့မှအမေနဲ့အတူတူနေထိုင်ကြတယ်နေထိုင်ရေးမှလည်းပို့ပြီးတော့အဆင်ပြေသွားတယ်အမေကဖះတရားညဘက်ဆိုရင်တော့ည9နာရီတိုင်းကိုဖះရှက်ခိုမြတ်တာပို့နေကြဖြစ်တယ်တရက်တွင်တော့ထိုရက်ကမိုးတွေကလည်းအလွန်သေးနေတာအင်္ဂလိပ်မှာလည်းဗတင်းပေါက်များအားလုံးကိုလည်းပိတ်ထားတာအိမ်ရှိတကမာကြီးကိုလည်းစိတ်ထားလိုက်သေးတာအပြင်ကလေမိုးတွေကလည်းတဲနေပြီးတော့မိုးကြိုးတွေကလည်းပြစ်နေတော့လဲစူညံနေတာအရေးတဲ့မိကလည်းပြတ်သွားသေးတယ်မိုးရွာလင်းတော့မိကလည်းပြတ်စမဲပဲဖြစ်တယ်ဆီယမတင်းတင်းတယောက်ကတော့ဖျောင်းနိုင်တိုင်းဖြစ်ဇပွဲပေါ်တွင်တော့လာဘက်စာမေးပွဲများအတွက်ကိုမေးခွန်းထုတ်နေရတော့တယ်အမေကတော့ဖျားစင်မှာပဲစင်မိပူကထုံးစံအတိုင်းဖျားရှက်ခိုးနေလေတော့တယ်အားလုံးကြာသမျှအမျှယူတော်မူကြပါကုန်လောအမေကထိုးထိုးအမျှပေးလိုက်ပြီးတော့ဂျေးစီထူရန်အတွက်ဂျေးစီလေးနဲ့တက်သားတင်မုတ်ကလေးကိုကင်လိုက်လေထိုးစင်စိတ်ထားတဲ့ဒကမာကြီးကလည်းဟုံးကနေပွင့်သွားပြီးတော့အပြင်မှာလေတွေမိုးဆက်တွေကလည်းချက်ချင်းဝင်လာလေတော့တယ်တာဒုထို့သောတာရုခေါ်တန်ကြီးကလည်းအကျယ်ကြီးကြားလိုက်ရလေတော့တယ်မိုးတဲ့လေတဲ့မိုးတန်လေတန်နဲ့တောင်အိမ်အပြင်မှာအတန်ကြီးကအကျယ်ကြီးကိုကြားရသဖြင့်ဆီယမတင်းတင်းကလည်းတုန်လှုပ်သွားလေတော့တယ်ချက်ချင်းပဲထပြီးတော့ဒကမာကြီးစီကိုပြေးသွားလိုက်ကဒကားတွေကိုလိုက်လံပိတ်လေတော့တယ်အမေကလည်းဂျေးစီလေးကိုကိုင်ကကြောင်ပြီးတော့ရက်နေလေတော့တယ်ဂျေးစီတောင်မထုပြသေးအတန်ကြီးကလည်းအောပြီးတော့လေးနဲ့တဲ့အတန်ကြီးဖြစ်တယ်ယခုလိုမိုးတန်းနေတဲ့အချိန်မှာပဲမြည်သူကအိမ်အပြင်ကနေစောင့်ပြီးတော့တာရုခေါ်မှန်းလေတေချာဘောက်ကတော့လူမဟုတ်နာနာဘွားတွေသာဖြစ်လိမ့်မယ်လို့ပဲတွေးလိုက်တော့တယ်အိမ်ညမှာတော့သားမိနှစ်ယောက်လုံးကလည်းအိမ်မြင်ကိုမထွက်ရတော့ဘူးအမေကတော့အမြတမ်းလိုချင်တဲ့ပုံကိုတယောက်ကတာရုခေါ်ခြင်းဖြစ်မယ်လို့ပဲကောက်ချက်ချလိုက်တယ်ဆီယမတင်းတင်းကလည်းလှေကားမှတရေဖြစ်မယ်လို့ပဲထင်တော့လေလှေကားကြီးကလည်းပြုတ်ကြမြင်ပြုတ်ကြနေစေပဲဖြစ်တယ်နောက်ပိုင်းတော့ဆီယမတင်းတင်းကလည်းမြို့ထဲမှာအိမ်တလုံးကိုဈေးသက်သက်သားဖြင့်ငှားရမ်းရလေတော့တယ်ထိုအချိန်တွင်တော့ကျောင်းမှာဆက်မနေတော့ဘဲနဲ့သားမိနှစ်ယောက်ကတော့မြို့ထဲမှာအိမ်ကိုပြောင်းသွားလေတော့တယ်ရက်ကိုလာစားလကိုနှစ်စားပြီးတော့အချိန်တွေကကုန်ခဲ့လေတော့တယ်၃နှစ်အကြာ2004ခုနှစ်တွင်တော့ကျောင်းဆောင်အသစ်နှစ်ထပ်ဆောင်ဆောက်လုပ်ခဲ့တယ်ရခင်ရှိတဲ့ကျောင်းဆောင်ကြီးရဲ့ညာဘက်တွင်တော့ဆောက်လုပ်ခြင်းပဲဖြစ်တယ်ကျောင်းဆောင်အသစ်များဆောက်လုပ်ပြီးတဲ့အခါမှာတော့ရခင်ကျောင်းဆောင်ဟောင်းကြီးရဲ့အပေါ်တွင်ကျောင်းသားများကိုမထားတော့ဘဲနဲ့စာကြည့်တိုင်းလက်တွေတရုပ်ပြခန်းနဲ့မာရီမီဒီယာခန်းများကိုသာထားရှိတော့တယ်တိတ်အသုံးမဖြစ်တဲ့အခန်းတွေအဖြစ်ပဲထားလိုက်လေတော့တယ်ကျောင်းဆောင်ကြီးရဲ့အောက်ထပ်မှာတော့ကျောင်းရုံခန်းနဲ့ငါးတန်းကျောင်းသားများကိုပဲထားရှိတယ်ကျောင်းလေကားကြီးကိုတော့တန်မန်းတကားကြီးများဖြင့်တောက်ခတ်ထားလိုက်လေတော့တယ်2006ခုနှစ်ထိုနှစ်ကတော့မှတ်မှတ်ရရဆီယမတင်းတင်းပြောင်းရွှေ့ရမယ်နှစ်ပဲဖြစ်တယ်ထိုစာတင်နှစ်ကုန်လျင်တော့မန္တလေးမြို့ပေါ်မှာရှိတဲ့ကျောင်းတစ်ကျောင်းကိုပြောင်းရွှေ့ရမှာပဲဖြစ်တယ်တရက်တော့ဆီယမတင်းတင်းနဲ့ကျောင်းအောင်ကြီးတို့ကဝါဆိုသင်္ကန်းကတ်လူပွဲပြုလုပ်ရန်အတွက်မြို့ပေါ်ကျောင်းတိုက်တိုက်ကိုသွားပြီးတော့ဆရာတော်များကိုရှောက်တင်လေတော့တယ်ဆရာတော်ကြီးများကိုပင့်ဖိတ်ခဲ့ရလေတော့တယ်ဝါဆိုသင်္ကန်းကတ်တဲ့နေ့မှာတော့ဆရာတော်ကြီးများအားကျောင်းဆောင်တကြီးတစ်ခုရဲ့အပေါ်ဓာတ်တွင်တော့ပြုလုပ်ထားတဲ့ဖျားကန်းတွင်သင်္ကန်းကတ်တယ်အဲ့နောက်မှာတော့ဆရာတော်ကြီးများကိုနေစွန်းဆက်ကလှူဒန်းတယ်ထိုအခါမှာတော့ဆရာကြီးဦးကဝီဆိုသူကတော့ကျောင်းနှင်းကိုလှက်ပက်ကြည့်ရှုရာလှေကားကြီးကိုတွေ့သွားလေတော့တယ်ဒကမကြီးလှေကားကြီးကတော့ခတ်ထားတော့အပေါ်ဓာတ်မှာအဖိုးတန်ပစ္စည်းတွေများထားသလားကျောင်းကြီးနဲ့ဆရာမများကလည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ကြလေတော့တယ်မဟုတ်ပါဘူးဖေ။ဒီလေကားကြီးမှာနာနာဘွားတွေကကတ်နေတာပါ။ဘယ်သူတက်ပြုတ်ကြလို့တော့ခတ်ထားရခြင်းပဲဖြစ်ပါတယ်။ဦးကဝိကလည်းမျက်ခုံးကိုပင့်လိုက်လေတော့တယ်။အိမ်နောက်လေကားကြီးကိုအနားကတ်သွားပြီးတော့ကြည့်လိုက်တယ်။ဖုံဖုံဒီလေကားပေါ်ကိုတက်ကြည့်ခြင်းနဲ့ဆရာမများကလည်းမတက်စီခြင်းတော့လေဆရာတော်ရဲ့ဆန္ဒမှုတော့ဖွင့်ပေးလိုက်လေတော့တယ်။ဆရာတော်ရဲ့ဒီလေကားကအထက်လန်းနေပိရိတ်တွေလည်းစုံနေပါပြီဖေ။အရှင်ဖေတက်လို့ဖြစ်ပါမလား။ဆရာမတွေကလည်းဝိုင်းတားလေတော့တယ်။
သို့တော့ဦးကဝိကလက်ကပြပြီးတော့လေကားအောက်ဆုံးတက်ကနေတက်လိုက်လေတော့တယ်လေကား9တိတ်အရောက်မှာတော့ဖုံဖုံကတစ်ချက်ရိုင်သွားပြီးတော့လေကားလက်ရန်ကိုကင်လိုက်လေတော့တယ်ဆီယမတွေကလည်းရင်ထိတ်သွားလေတော့တယ်ဆရာတော်များလေကားပေါ်ကပြုတ်ကြမလားပေါ့သို့တော်လဲဆရာတော်က15မိနစ်ခန့်ငြိမ်သက်လျက်မျက်လုံးကိုမှိတ်ခါရက်နေလိုက်တော့တယ်အဲ့နောက်မှာတော့လေကားအတိုင်းပဲတလန်းချင်းပြန်ဆင်းလာလေတော့တယ်ဆရာတော်ဖေကအဆင်ပြေရဲ့လားဦးကဝိကလည်းလက်ကပြပြီးတော့ဘေးဘီကိုကြည့်လိုက်လေတော့တယ်ဆရာမကြီးကလည်းတိလိုက်ပြီးမို့ဆရာတော်ကိုကျောင်းအကြီးရုံးခန်းကိုခေါ်သွားလေတော့တယ်ဆရာမ3-4ယောက်ကလည်းအခန်းထဲမှာရှိတဲ့ရုံးခန်းတကားကိုလည်းစိတ်ထားလိုက်လေတော့တယ်ဒီပုဂ္ဂိုလ်ကတရေသစီမဟုတ်ဘူးဒကမာကြီးတို့ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တယောက်ပဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဟုတ်လားဖေဟုတ်တယ်နတ်တဘာလို့တော့ဖုန်းကြီးကထင်တာပဲဒါဆိုရင်ဖုံဖုံနတ်ကဘာဖြစ်လို့လှေကားမှာနေရတယ်လေဖေဦးကဝိကတော့ခေါင်းကိုတစ်ချက်ပုတ်လိုက်လေတော့တယ်ဦးစင်းထင်တာကတော့လေကလေးလှုပ်တဲ့ပြင်ထဲကတခုခုပဲဖြစ်နိုင်တာကတော့ပြင်တွေကိုခွဲပြီးတော့စောက်တော့တောထဲကမြင့်မြတ်တဲ့ပုံကိုယ်တွေနေတဲ့တစ်ပင်ဒါမှမဟုတ်ရင်မြင့်မြတ်တဲ့စံတကူးတို့တစ်ပင်မျိုးမှာပါလာပြီးတော့လှေကားပြင်အဖြစ်ကိုခင်းမိတာပဲဆရာမများကလည်းတယောက်တစ်ပေါင်းနဲ့စူညံကုန်လေတော့တယ်ဒါဖြစ်ရင်ဘယ်လိုလုပ်ရမလဲဖေဒါလို့လို့အဲ့ဒီပြင်ကိုရှာပြီးတော့ပြန်ဖြုတ်ရမယ်ပြန်ဖြုတ်ပြီးရင်တော့ဦးစင်းတို့ကျောင်းတိုင်မှာလာလူပါဒီတစ်ကထူးဆန်းပြီးတော့မြင့်မြတ်တော့လူတွေနဲ့မဟက်ဆက်ဘူးဦးကဝိကပြောဆိုပြီးတော့ချောင်းတစ်ချက်ဟန့်လိုက်လေတော့တယ်ဖုံဖုံလည်းအဲ့ဒီပုဂ္ဂိုလ်နဲ့ပြောခဲ့တယ်သူကအဲ့ဒီပြင်တွေကိုရွေးပြလိုက်မယ်ဆီယမတွေကလည်းခေါင်းငိတ်လိုက်လေတော့တယ်ထိုကိစ္စကိုကျောင်းကြီးကလည်းအမြန်စီစဉ်ရတော့တယ်ဆရာတော်ညွှန်ကြားတဲ့အတိုင်းပဲပွဲတစ်ပွဲကိုပေးပြီးတော့လှေကားနားတွင်တော့ခုံတခုံမြင့်ထားရလေတော့တယ်ထိုညတွင်တော့ဆရာတော်ကိုအိမ်မက်ပေးလေတော့တယ်လှေကား9တင်းမြောက်နဲ့အပေါ်တက်လေကား4တင်းမြောက်တို့ထိုတင်များကိုအသုံးပြုထားခြင်းကိုသိရလေတော့တယ်ကျောင်းကြီးကလည်းထိုလေကားနင်းများကိုလက်သမားများကိုခေါ်ကဖြုတ်ခိုင်းလိုက်လေတော့တယ်လက်သမားဆရာကြီးများကလည်းလှေကတစ်ကိုဖြုတ်ပြီးတဲ့နောက်မှာတော့ထိုနေရာတွင်လှေကားခြေနှင်းတစ်များအစားထိုးထည့်လိုက်လေတော့တယ်အဲ့နောက်ကျောင်းဆောင်ကြီးကိုဆောက်လုပ်စင်မှာတော့တင်များကိုအနီးအနားရွာများမှတက်ကောင်းများကိုဝယ်ယူကြတယ်ရွာကများကလည်းစေတနာဖြင့်ကျောင်းကြီးရေရှည်တည်တဲ့ရန်တစ်အကောင်းစားများကိုသာဝယ်ယူကြလေတော့တယ်ကျောင်းဆောက်ရတဲ့တော့ပညာရေးကလည်းဘာချက်နဲ့ဒေသခံများရဲ့စုပေါင်းရန်ပုံငွေနဲ့ဆောက်လုပ်ထားခြင်းပဲဖြစ်တယ်အချို့တင်များမှာတော့မြို့ရဲ့အနောက်ဘက်မှာရှိတဲ့တောင်ပေါ်မှာသွားပြီးတော့ခုတ်ထားခြင်းဖြစ်တယ်လို့လည်းဆိုတယ်ထိုအထဲတွင်တော့နတ်ကြီးသောနတ်ဆောင်သောပုဂ္ဂိုလ်တယောက်စောင့်နေတဲ့တစ်ကိုမတိဘဲနဲ့ခုံမိပြီးတော့အသုံးပြုခဲ့ပုံရတယ်လို့ပဲယူဆကြတယ်ထိုပုဂ္ဂိုလ်ကလည်းသူ့ဘော်ကိုတက်နေတာမကြိုက်တဲ့အတွက်ကြောင့်မလို့ပြုလုပ်နေခြင်းပဲဖြစ်တယ်ထိုလေကားနေများများကိုဖြုတ်ပြီးတဲ့အခါမှာတော့ဖုန်ကြီးကျောင်းတိုက်သို့လှူလိုက်လေတော့တယ်ညနေတော့လေကားတက်ဆင်ခြင်းလုပ်ငန်းကပြီးသွားလေတော့တယ်သို့တော့ဆရာမများကလည်းမတက်ရဲကြသေးကြောက်ရွံ့နေကြတယ်ကဲဆီယမကြီးတက်ကြည့်ကြပါအောင်အဆင်ပြေလားလို့လက်သမားဆရာကြီးကခေါ်တော်လဲဆီယမများကလည်းမတရေပဲဖြစ်နေကြတယ်လာပါဗျဆီယမတွေဘာတွေကြောက်နေတာလဲလက်သမားကြီးတွေကတော့တက်လိုက်ဆင်းလိုက်လုပ်နေတော့တယ်အဲ့နောက်မှာတော့ဆီယမတွေကလည်းတရဲသွားလေတော့တယ်ဆီယမတင်းတင်းကလည်းလှေကားကိုခြေချလိုက်လေတော့တယ်တထေချင်းစီတေးချတက်မိနေတယ်တက်နေရင်နဲ့လွန်ခဲ့တဲ့6နှစ်ခန့်ကသူပထမဆုံးလှေကားပေါ်တက်တဲ့အကြောင်းကိုပြန်ပြီးတော့သတိရနေမိတော့တယ်အောင်မြင်စွာဖြင့်အပေါ်တက်သို့ရောက်သွားလေတော့တယ်ထိုစဉ်မှဆ၍လှေကားကြီးမှလည်းမြည်သူမြမပြုတ်ကြတော့ပါထိုနှစ်ကုန်တဲ့ခါမှာတော့ဆီယမတင်းတင်းလေးတာဝန်ဖြင့်ထိုเจ้าကလေးကနေပြောင်းရွှေ့ခဲ့ရပါတော့တယ်6နှစ်ခန့်အလုပ်လုပ်ခဲ့ပြီးနေခဲ့ရတဲ့ထိုเจ้าကလေးကိုတော့စိတ်ဥတီတိုင်းအမြဲအမှတ်ရနေပါတော့တယ်ထိုเจ้าကလေးနဲ့ကျောင်းနောက်ဘက်ကအင်္ဂလိပ်မှာနေထိုင်ခဲ့စဉ်ကကြုံတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့ဖြစ်ရများကိုတော့ဆီယမတင်းတင်းဒီတသက်မေ့နိုင်မှာတော့မဟုတ်တော့ပါဇလန်းလေးကဒီမှာတင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပြီးတဲ့မွန်ရင်သားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်